နေခင်းဘက်တွင်ဇီးကွက်မိခင်တကောင်သည်သူသားငယ်နဲ့အတူအနားယူနေပါတယ်။ရုတ်တရက်တိတ်ငတ်တကောင်ချောင်းဝင်တိုက်ခိုက်ပြီးသူမရဲ့ရင်ဘက်ကိုပြင်းပြင်းထန်ထန်ကန်ကြောက်လိုက်ပါတယ်။ထိမှန်မှုကြောင့်ဇီးကွက်မိခင်လှင့်ကျသွားတယ်။သူမပြန်ထရတော့အခါခေါင်းမူးနေတယ်။မိမိကိုဘသူတိုက်ခိုက်သွားမှန်းတောင်မမြင်လိုက်ရပါဘူး။စိတ်တိုးပြီးစိတ်ရှုပ်ထွေးနေသောဇီးကွက်ဟာဒေါသအတန်များအော်လိုက်ပြီးနောက်အတောင်ပံများဖြင့်သူ့သားငယ်ကိုပတ်ထားကအိပ်ပျော်သွားခဲ့ပါတယ်။ပြီးသွားပြီဟုသူမထင်လိုက်တော့လဲတိတ်ငတ်ကပြန်လာပြန်လဲ။ဤတစ်ချိန်တွင်လဲနောက်ကျောင်းပြန်တိုက်ခိုက်မှုတစ်ခုထပ်မံပြုလုပ်ပါတယ်။ယခုအခါဇီးကွက်မိခင်သည်မိမိကိုတိုက်ခိုက်သူကိုရှင်းရှင်းလင်းလင်းမြင်ရပြီဖြစ်တယ်။သူမပြန်လဲတိုက်ခိုက်ခြင်းမပြုဘဲအနီးရှိတစ်ပင်တစ်ပင်သို့ပြန်တန်းသွားကတိတ်ငတ်ထုတ်သွားသည်ကိုတိတ်တဆိတ်စောင့်ကြည့်လိုက်တယ်။သူမသွားရလမ်းကိုဂယုတစိုက်မှတ်သားလိုက်တယ်။ထိုညဘက်တွင်ဇီးကွက်မိခင်သည်မိမိစိတ်ထဲမှတ်သားထားသောလမ်းအတိုင်းလိုက်သွားတယ်။နောက်ဆုံးတွင်သူမတိတ်ငတ်၏အတိုက်ကိုရှာတွေ့လိုက်ပါတယ်။တိတ်ငတ်မိခင်ကသူ့သားငယ်နှစ်ကောင်နဲ့အတူအေးအေးဆေးစွာအနားယူနေပါတယ်။ဇီးကွက်မိခင်ကလည်းခြေတုံ6တုံမရှိဘဲချောင်းဝင်တိုက်ခိုက်လိုက်ပါတယ်။စကန်ပိုင်းအတွင်းတွင်သူမသည်တားငယ်တဲ့ကမှတကောင်ကိုမိမိရဲ့ခြေသေးများဖြင့်ဆွဲယူကပြန်ထွက်သွားပါတယ်။ထိတ်လန့်တကြားတိတ်ငက်မိခင်သည်ကြံရှိသောသူ့သားငယ်ကိုဆွဲယူလိုက်တော့တဲ့အမှောင်ထဲတွင်သူမကောင်းစွာမမြင်ရပါဘူး။သူမ၏အမြင်အာရုံချို့ယွင်းသွားပြီးမိမိသားငယ်ကိုပင်မတော်တဆချေမွက်လူနီးထသွားပါတယ်။ထို့သောတွင်ဇီးကွက်မိခင်သည်အနီးတွင်ခိုနားထားကအမှောင်ကျုပ်ကိုမကြောက်ပါဘူး။သူမစောင့်ကြည့်နေတယ်။စောင့်ဆိုင်နေတယ်။ထို့နောက်ထပ်တစ်ကြိမ်ထပ်မံတိုက်ခိုက်လိုက်ပါတယ်။သူမအတိုက်ထဲသို့လျှက်တစ်ပြန်ဝင်းရောက်ကဒုတိယသားငယ်ကိုဆွဲယူလိုက်ပါတယ်။သို့သောသူမပြန်ထွက်သည်နှင့်တင်းငတ်မိခင်ကနောက်ဆုံးကြံရှိသောမိမိသားငယ်ကိုကဲတင်ရန်အားကုန်တိုက်ခိုက်လာပါတယ်။ငှက်နှကောင်စလုံးအတိုက်မှလှိမ့်ကြကလေထဲတွင်အပြန်အလှန်တိုက်ခိုက်မိကြပါတော့တယ်။အတိုက်ထဲတွင်နောက်ဆုံးကြံရှိသောသားငယ်ကထောင်နှံတကြားအော်ဟစ်နေပြီး၎င်း၏အတန်ငယ်လေးသည်အမောင်တူထဲတွင်ပဲ့တင်ထက်နေပါတယ်။